မင်းကလေးတယောက်ဟာသူ့အမေကိုတထေးကြော်ဖြစ်လာစေဖို့အတွက်အရင်ဆုံးမိသွေးမိနဲ့အပူပေးထားတဲ့တန်ချောင်းကိုသုံးပြီးအမေစံပင်တွေကိုလိပ်ပေးခဲ့တဲ့မိချစ်ဆန်နဲ့မျက်ခုံးမွေးတွေကိုပုံဖော်ပေးပြီးသူမကိုယ်တိုင်လှုပ်ထားတဲ့နှုတ်ခမ်းဒီကိုစိုးပေးလိုက်တဲ့ခဏချင်းအတွင်းမှာပဲသူမအမေဟာစက်ယုံထဲမှာအလှဆုံးမျိုးသမီးဖြစ်သွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီမင်းကလေးဟာ21ရာစုကနေအတိတ်ကိုပြန်ရောက်လာတာပါ။အရင်ဘဝတုန်းကသူ့အမေဟာအဖေဖြစ်သူရဲ့လက်ချက်နဲ့တေးဆုံးသွားခဲ့ရပြီးသူမတယောက်တည်းအမေရိုးပြတွေကိုတင်းစီခဲ့ရတယ်မမျှော်လင့်ပဲအဖေရဲ့အငယ်နှောင်းကအရိုးပြအိုးကိုလမ်းမပေါ်ကန်ထုတ်လိုက်လို့ကားအက်ဆီဒင့်ဖြစ်ခဲ့ပြီးသူမပါအသက်ဆုံးရှုံးခဲ့ရတဲ့ကံကောင်းစွာနဲ့ကောင်းကင်ဘုံကတနာကျင်နာပြီးသူမကိုပြီးခဲ့တဲ့ရာစုနှစ်စီပြန်ပို့ပေးခဲ့တယ်။သူမကြောင်တောင်ဖြစ်နေတော့မှပဲအမေဖြစ်သူလမ်းလျှောက်ဝင်လာတယ်။သူမကိုရုတ်တရက်မြင်လိုက်ရလို့အမေကလန့်သွားပေမဲ့သူကတော့အမေတကယ်အသက်ရှင်နေတာကိုအတီးပြူရင်ဝမ်းသာပီတိဖြစ်နေခဲ့တယ်။အခုသူမပြန်ရောက်လာခဲ့တဲ့ကာလအပိုင်းခြားဟာအမေဖြစ်သူတောင်အိမ်အောင်မကြသေးတာကြောင့်သူမကိုလည်းလုံးဝမသိပါဘူး။ဒါကြောင့်မင်းကလေးကရှေ့ဆက်ဖြစ်လာမဲ့အမေရဲ့ဝမ်းလဲစရာကံကြမ္မာကိုပြောင်းလဲပေးဖို့ဆုံးဖြတ်ပြီးသူမရဲ့အတိတ်ဘဝအတွေ့အကြုံတွေကိုပြောပြခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမေရဲ့မိထွေးရောက်လာပြီးအမေနာရွက်ကိုဆွဲကထမင်းချက်ဖို့အတင်းခိုင်းပါတော့တယ်။မင်းကလေးဟာချက်ချင်းပဲအမေရှိကနေကာကွယ်ပေးလိုက်ပြီးတစ်ချိန်တည်းမှာပဲမိထွေးရဲ့သမီးကိုလည်းမှတ်မိသွားတယ်သူကအနာဂတ်မှာအဖေရဲ့အငယ်နှောင်းဖြစ်လာမဲ့သူပါဒါနဲ့မင်းကလေးကရေခွက်ကိုကောက်ကင်ပြီးသူ့မျက်နှာကိုလှမ်းပတ်လိုက်တယ်ဒီလိုအဖြစ်အပျက်တွေကြောင့်ပဲအမေဟာသူ့စကားတွေကိုယုံကြည်သွားခဲ့တယ်မမျော်လင့်ပဲနောက်တစ်နေ့မှာမိထွေးမိသားစုကမင်းကလေးမရှိချိန်ကိုအခွင့်ကောင်းယူပြီးသူမအမေကိုအတိတ်တုန်းကလိုအဖေဖြစ်သူနဲ့အတင်းလက်ထပ်ပေးဖို့ကြိုးစားကြပြန်တယ်မင်းကလေးပြောခဲ့တာတွေကိုအမှတ်ရပြီးအမေဖြစ်သူကအသေးအတန်ခုခံခဲ့တဲ့ကံကောင်းစွာနဲ့သူမအချိန်မီပြန်ရောက်လာခဲ့ပြီးအဖေလက်မှတ်ထိုးထားတဲ့အကျွေးစာချုပ်ကိုထုတ်ပြကာဒါကိုအခုချက်ချင်းမရက်တန့်ရင်ရဲစခန်းကိုတိုင်မယ်လို့ချင်းချောက်လိုက်တယ်။ဒါကြောင့်အဖေဖြစ်သူလည်းလက်လျှော့ပြီးအမေကိုလှုပ်ပေးလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲရွာထဲကိုအစင်းမြင့်ကားတစ်စီးမောင်းဝင်လာတဲ့ကားပေါ်ကလူဟာအမေရဲ့အနာဂတ်ခင်ပွန်းလောင်းဖြစ်တယ်လို့မင်းကလေးကလိန်ညာပြောလိုက်တယ်အမေကတော့မယုံနိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ထိုလူဟာအဲ့ဒီခေတ်မှာပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်လူပြိုကြီးဖြစ်နေလို့ပါဒါပေမဲ့အရင်ဘဝတုန်းကတော့အမေအသေးအတန်ဖျားနာနေချိန်မှာစေဖိုးဝါခပေးခဲ့တဲ့သူဟာလည်းသူပါပဲ။သူတို့နှစ်ယောက်ကိုနီးစပ်စေဖို့အမေဖြစ်သူကိုတေချာပြင်ဆင်ပေးပြီးအဲ့ဒီလူရဲ့ရုံကန်းထဲကိုတွန်းပို့လိုက်တဲ့အမေကရှက်ရှက်နဲ့ပြန်ထွက်ဖို့လုပ်ပေမဲ့သူနဲ့အမှတ်မထင်တိုက်မိသွားခဲ့တဲ့ဘေးကနေကြည့်နေတဲ့မင်းကလေးမှာစိတ်လှုပ်ရှားနေခဲ့ပါတယ်ဒါကိုမိထွေးရဲ့သမီးကမြင်သွားပြီးကြားဖြတ်နောက်ဆက်ဖို့လုပ်တာနဲ့မင်းကလေးကသူ့ကိုမြေပြင်ပေါ်တွန်းလဲပြီးတင်းတင်းကြပ်ကြပ်ဖိထားလိုက်တယ်ဒီလိုနဲ့အမေနဲ့အဲ့ဒီလူဟာညစာတူစားဖို့ချိန်ဖြစ်သွားခဲ့တယ်ဒါပေမဲ့မိထွေးရဲ့သမီးကအရှုံးမပေးသေးပဲစားတောက်ဆိုင်ပေါ့ဝါမှာမူးလဲချင်အောင်ဆောင်ပြီးအဲ့ဒီလူကိုအိမ်ထိလိုက်ပို့အောင်တနာကမလုပ်ခဲ့တယ်မင်းကလေးလည်းအရန်ဒေါသထွက်သွားခဲ့ပါတယ်ထိုမျိုးသမီးကအစိုးပြိုင်ပွဲတစ်ခုဝင်ပြိုင်မယ်ဆိုတာသိလိုက်ရတော့အမေဖြစ်သူကိုပါအဲ့ဒီပြိုင်ပွဲမှာစီးရင်သွင်းပေးလိုက်တယ်ထိုမျိုးသမီးကတော့မင်းကလေးလိုသားအမိကိုအရေးချင်းမရှိတဲ့သူတွေလို့လောင်ပြောင်ပြီးရှုံးတဲ့သူကလူပုံအလဲမှာကျမဟာဝက်ဖြစ်ပါတယ်လို့၃ချိန်អော်ရမယ်ဆိုပြီးအလောင်းစားလုပ်ခဲ့တယ်အရင်ဘဝကအသိပညာတွေကိုတုံးပြီးမင်းကလေးကအမေကိုအပြင်းထန်လေ့ကျင့်ပေးခဲ့ပါတယ်။ပြန်ပွဲနေမှာမိထွေးသမီးဟာမိတ်ကပ်လိမ့်မီမသိပဲပါနှစ်ဖက်ကိုရဲတောက်နေအောင်ချဲပြီးရောက်လာပေမဲ့မင်းကလေးကတော့အမေစင်ပေါ်တက်လိုက်တာနဲ့လူတိုင်းနေရလောက်တဲ့အလှမျိုးဖြစ်အောင်လုပ်ပေးနိုင်ခဲ့တယ်။ပြန်ပွဲမှာအမေဖြစ်သူဆိုတဲ့တခြင်းအတွက်သူမကိုယ်တိုင်ဟာမိုနီလိုက်ဆိုပေးခဲ့တဲ့အမေဖြစ်သူရဲ့တည်ဆိုမှုကတထေးရဲ့စိတ်ကိုအောင်မြင်စွာဖန်ဆားနိုင်ခဲ့တယ်။မင်းကလေးရဲ့စိတ်ထဲမှာတော့သူမအမေသာကောင်းမွန်တဲ့ဘဝလေးမှာနေထိုင်သွားရမယ်ဆိုရင်သူမကိုယ်တိုင်ဘေးမှာမရှိတော့ရင်တော့ဘာမှမဖြစ်ပါဘူးလို့တွေးမိနေခဲ့ပါတော့တယ်။